စပင်နီဝါရောင်နဲ့ဦးခေါင်းပိုင်ရှင်ကဘယ်တူလဲဒီအဖြစ်ပြက်ကထိုင်းနိုင်ငံချာထုံဆောင်မှာဖြစ်သွားခဲ့တယ်ရှင်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့29ရက်နေ့တုန်းကအကြောင်းသားလေးတစ်ယောက်ကလမ်းတနေရာမှာအပြေးလေးကျင့်ခံထွက်လုပ်တဲ့အကြောင်းသားလေးကမျက်ခင်းတနေရာကိုဖြတ်ပြေးနေတဲ့အချိန်မှာနင်းနေရဲ့အဝတ်စအနီရောင်နဲ့ပတ်ထားတဲ့ဦးခေါင်းကအကြောင်းသားလေးရဲ့ခြေထောက်နားမှာလိတ်လာတဲ့ရှင်အဲ့ဒီခေါင်းကအနီရောင်အဝတ်စနဲ့ပတ်ထားတဲ့ခေါင်းကအသားကပုတ်ပြီးအရီခုနည်းနည်းပဲကျန်တယ်စပင်ကတော့ရှိနေသေးတယ်တရှင်စပင်ကအရှိကြီးပဲစပင်ကအနီဝါရောင်ဖြစ်တယ်ရဲနဲ့တာဝန်ရှိတွေလည်းအဲ့ဒီခေါင်းကိုလာကြည့်ကြတယ်တန်တဲ့အောက်ပိုင်းကိုလည်းရဲကအဲ့ဒီအနီအနားမှာရှာကြည့်သေးတယ်ဒါပေမဲ့မတွေ့ဘူးရှင်စပင်ကအရှိဆိုတော့အဲ့ဒီခေါင်းရဲ့ပိုင်ရှင်ကအမျိုးသမီးဖြစ်မှန်းသိချတယ်ရဲတုံးတက်ချက်ကတော့အဲ့ဒီဦးခေါင်းပိုင်ရှင်ကတော့အသက်40ကျော်ဝန်းကျင်ရှိမယ်တရှင်တာဝန်ရှိကအဲ့ဒီခေါင်းကိုယူသွားပြီးအဲ့ဒီနေမှာနေတဲ့အမျိုးသမီးတွေပျောက်သွားတဲ့သူရှိလားဆိုတာစုံစမ်းတယ်ပုံထက်ကအမျိုးသမီးရဲ့မိသားစုကပုံထက်ကအမျိုးသမီးကပျောက်နေတယ်နာမည်ကမေထနီအသက်43မေထနီကဖတ်ထရာမှာဘားဆိုင်တစ်ဆိုင်မှာအလုပ်သွားလုပ်တယ်ပြီးတော့မေထနီကနိုင်ငံခြားသားအမျိုးသားနဲ့တွဲနေတယ်မေထနီမပျောက်ခင်မေထနီကသူ့ရဲ့ချစ်သူနိုင်ငံခြားသားနဲ့ရန်ဖြစ်စကားများကြတယ်တရှင်မေထနီပျောက်သွားတာလဲရက်20ကျော်ရှိပြီ9လပိုင်း9ရက်နေ့တုန်းကမေထနီရဲ့မိသားစုကမေထနီကိုနောက်ဆုံးအဆက်အသွယ်လုပ်တဲ့နေ့တရှင်အဲ့တော့တကယ်လို့မေထနီကအဲ့ဒီရဲ့အတွင်းထဲမှာကြက်ခံခဲ့ရရင်အလောင်းကပုတ်ပြီးတွေ့တဲ့ဦးခေါင်းလောက်ပဲအရေခုန်ကတ်တဲ့အယိုးနဲ့စပင်လောက်ပဲကြံလောက်မယ်မေထနီရဲ့စပင်အရှိနဲ့အယောင်ကလည်းတွေ့ထားတဲ့အဲ့ဒီခေါင်းနဲ့စင်နေတယ်လို့ပဲတရှင်မေထနီရဲ့သူရဲ့ရှင်းပြောတာကတော့သူလည်းမေထနီလိုမျိုးပဲပတ်ထရမှာအလုပ်လုပ်တယ်ဒါပေမဲ့သူလုပ်တဲ့ဘားဆိုင်နဲ့မေထနီလုပ်တဲ့ဘားဆိုင်ကတဆိုင်နဲ့မဟုတ်ဘူးတယောက်တဆိုင်တရှင်မေထနီရဲ့ချစ်သူကနိုင်ငံခြားသားဖြစ်တဲ့နာမည်ကပေတူအသက်40နှစ်ပေတူကအမြဲတမ်းမေထနီကိုပစ္စည်းဝယ်ပေးတယ်သူအလုပ်လုပ်နေတဲ့ဆိုင်ကိုလည်းပေတူကအမြဲတမ်းမေထနီကိုခေါ်လာတယ်ဒီနောက်ပိုင်းပေတူနဲ့မေထနီကစကားများကြတော့ပေတူတယောက်ထဲဆိုင်မှာလာထိုင်တယ်ပြီးတော့မေထနီမပြောက်ခင်တော့ကမေထနီသူ့ကိုပြောပြပူသေးတယ်တရှင်ပေတူကအရန်ပွေတယ်ခဏခဏသူ့ကိုဖောက်ပြန်တယ်မင်းကလေးတယောက်ပြီးတယောက်တွဲတယ်မေထနီကပေတူနဲ့လမ်းခွဲရှင်လဲပေတူကပေးလမ်းမခွဲဘူးလို့ပြောတယ်တရှင်ပြီးတော့9လပိုင်း9ရက်နေ့တုန်းကမေထနီကသူ့ကိုဖုံးဆက်လာသေးတယ်တရှင်မေထနီပြောတာကမေထနီအလုပ်လုပ်နေတဲ့ဘားဆိုင်ကနေထွက်လာပြီးသူလုပ်နေတဲ့အလုပ်ဆိုင်မှာပြောင်းလာလုပ်မယ်နော်လို့ပြောထားတယ်တရှင်နောက်နေ့သူမေထနီကိုဆက်တွေ့တော့လဲဆက်တွေ့လို့မရတော့ဘူးတရှင်ဒီဦးခေါင်းကမေထနီဟုတ်မဟုတ်တော့မသိသေးဘူးရဲကစစ်စေအောင်မယ်DNA တွေစစ်အောင်မယ်ထင်တယ်ရှင်ဒီတရက်2ရက်အတွင်းမှာတီးလောက်မယ်လို့ရဲကပြောတယ်ဒီဦးခေါင်းကမေထနီဟုတ်မဟုတ်မသိသေးတော့ရဲကမေထနီကိုလည်းလိုက်ရှာနေသေးတယ်ရှင်ပေတူကဒီထိုင်းနိုင်ငံမှာရှိသေးလားတော့မသိဘူးရဲကပေတူကိုခေါ်ယူစစ်ဆေးမှုတော့မလုပ်ရသေးဘူးထင်တာပဲရှင်ဘယ်လိုပဲဖြစ်တဲ့တင်ထူးရှင်ပြန်လာအတစ်ပေးမယ်လို့ရှင်တောင်မဟုတ်တွင်ရှင်တို့ရဲ့အတိထဲမှာပျောက်သွားတဲ့အမျိုးသမီးတွေမင်းကလေးတွေရှိရင်ဒီစပင်ပုံစံနဲ့တူတယ်ဆိုရင်ရဲကိုသွားအကြောင်းကြားလို့ရတယ်နော်ရှင်